ဇပွဲတွေကတိန်းထောင်ကြီးစူကြတာတွေဟာလုံးဆက်တွေဖြစ်တယ်လို့ဆယ်လီပူတူကတော့ယခုလိုဖော်ထုတ်ခဲ့ပါတယ်ဇပွဲတွေမှာတိန်းထောင်ကြီးစူကြတာတွေဟာတကယ်လားလုံးဆက်တွေလားဆိုပြီးတော့ဆယ်လီပူတူတယောက်ကတော့ပေါ်တင်ဝေဖန်လာခဲ့ပါတယ်မြေပြင်မှာတကယ်ခက်ခဲဖြစ်နေတဲ့သူတွေကိုကိုယ်တိုင်သွားရောက်ကူညီပေးနေတဲ့ပရဟိတသမားလေးဆယ်လီပူတူကတော့လက်တလောဇက်ပင်လောကမှာဖြစ်ပေါ်နေတဲ့စုချီးမြင့်မှုတွေပေါ်မှာသူ့ရဲ့အမြင်လေးကိုအေးချမ်းချမ်းပဲမျှဝေခဲ့ပါတယ်အခုနောက်ပိုင်းမှာဆိုရင်တော့ဇပွဲတွေမှာတပင်မင်းသားတွေမင်းသမီးတွေကိုပရိသတ်တွေကတော့တင်ရချီထောင်ချီစုချနေကြတာကိုတွေ့မြင်ရတဲ့အခါမှာတကယ်ပဲအဲ့လောက်ထိပေးနိုင်ကြတာလားဆိုပြီးတော့စဉ်းစားစရာဖြစ်လာခဲ့ပါတယ်အကြောင်းရင်းကတော့ဇက်ပင်ကို update version မြင်နိုင်တာဖြစ်သလိုတချို့ຢာတွေကတော့လူစိတ်ဝင်စားမှုရအောင်လို့ဖန်တီးထားတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်လို့သူ့ရဲ့အမြင်ကိုယခုလိုမျိုးသုံးသပ်ပြောဆိုခဲ့ပါတယ်ပုတုခုလိုမျိုးပြောလာခဲ့တဲ့အကြောင်းရင်းကတော့သူကိုယ်တိုင်ကလည်းမြေပြင်မှာကြုံတွေ့ရတဲ့အဖြစ်အပျက်တစ်ခုကြောင့်ပါအခက်အခဲတွေဖြစ်နေတဲ့လူတစ်ယောက်အတွက်အကူအညီတောင်းလာလို့သွားရောက်ကူညီတဲ့အခါမှာအကူအညီတောင်းလာတဲ့သူကိုယ်တိုင်ကဘေးနားကဒုက္ခတွေကိုမကူညီပဲဇပွဲတွေမှာကြတော့မင်းသားတွေကိုတိန်းထောင်ချီစုချတဲ့သူတွေဖြစ်နေတာကိုတွေ့ရပါတယ်ဆယ်လီဘူဒူကတော့အနုပညာရှင်တွေကိုအားပေးတာမမားပါဘူးလို့ဆိုပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာတကယ်ကူညီလိုအပ်နေတဲ့သူတွေမမြင်ရတဲ့ဒုက္ခတွေကိုလည်းမိမထားသင့်ဘူးဆိုတဲ့စေတနာစကားနဲ့ဝေဖန်လာခဲ့တာပါဧကလိုက်ကျဲတဲ့ခြံဝင်းကြီးထဲမှာပင်မလာချင်းအတူခိုနာဖို့အတွက်သီးပင်စားပင်တွေကိုစတင်စိုက်ပျိုးနေပြီဖြစ်တဲ့အရင်းစမမြင့်တို့ဇနီးမောင်နှံရန်ကုန်မြို့ရှိဧကလိုက်ကျဲဝန်းနဲ့ခြံကျဲကြီးထဲမှာအနားယူဖို့အတွက်စီစဉ်ထားခဲ့ကြတာပါအရင်းစမမြင့်တို့ဇနီးမောင်နှံဟာတော့သူတို့ဘဝမှာပင်မလာချင်းအနားယူဖို့အတွက်ခြံကျဲကြီးထဲမှာသီးပင်စားပင်တွေကိုစတင်စိုက်ပျိုးနေပြီပဲဖြစ်ပါတယ်တစ်ချိန်မှာတော့အဆိုပါ channel မှာအနားယူဖို့အတွက်အိမ်လေးတစ်လုံးလည်းထပ်မံဆောက်လုပ်အောင်မလားဆိုတာကတော့သူတို့ဇနီးမောင်နှံရဲ့အနာဂတ်စီစဉ်တွေကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်နောက်ထပ်ပညာသတင်းတစ်ပုဒ်အနေနဲ့လောကကြီးမှာအသက်ရှင်နေအောင်မဲ့ဆိုရင်ဒီနေ့ကတော့နှစ်20ပြည့်မင်္ဂလာပွဲကိုကျင်းပရမှာဖြစ်တယ်လို့ပြောဆိုလာတဲ့ရတနာခင်ကတော့ခင်မိုးဖြစ်သူမရှိတော့တဲ့အနှစ်20မြောက်မင်္ဂလာနှစ်ပတ်နယ်ကိုမိသားစုနဲ့အတူဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်အကယ်လို့သာဒီနေ့လေးမှာခင်မိုးတဲ့သာရှိခဲ့မယ်ဆိုရင်သူမတို့ရဲ့အနည်း20ပြည့်မင်္ဂလာနှစ်ပတ်နယ်လေးပဲဖြစ်ပါတယ်။ရနာခင်ကတော့ခင်မုန်းမရှိတော့တဲ့နောက်သား3ယောက်နဲ့အတူတူမိခင်ဘဝကိုအကောင်းဆုံးကြော်ဖြတ်နေသူလည်းဖြစ်ပါတယ်။ခင်မုန်းဖြစ်သူနဲ့ဆက်ဆံရေးကောင်းနေစေဆိုတဲ့ melody မင်္ဂလာပါပရိသတ်ကြီးရဲ့ melody ကတော့လွန်ခဲ့တဲ့40ကျော်လောက်ကနေတရားဝင်ကွာရှင်းဖြစ်စေထားတဲ့ခင်မုန်းဟောင်းဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတယ်လို့ပြောပြခဲ့ပါတယ်။ melody ကတော့ခင်မုန်းဟောင်းဖြစ်သူနဲ့ပြန်ပေါင်းဖို့ကိုတော့လုံးဝအစီအစဉ်မရှိတော့တဲ့အကြောင်းကိုဖွင့်ဖွင့်လင်းလင်းပဲပြောပြခဲ့ပြီးတားဖြစ်သူရဲ့ရှိရေးကြောင့်နှစ်ဖက်စလုံးပြုစုပိုးထောင်ထားတယ်လို့ပြောပြခဲ့ပါတယ်။အမနဲ့ခင်မုန်းဖြစ်သူဟာအခုချိန်ဒီမိတ်ဆွေလိုမျိုးကောင်းမွန်တဲ့ဆက်ဆံရေးရှိကြပါသေးတယ်။မပေါင်းဖြစ်ပေမဲ့လည်းတားလေးရှိတော့နှစ်ဖက်စလုံးကမိခင်ကောင်းတဲ့ဖခင်ကောင်းဖြစ်ကြိုးစားနေထိုင်ကြတယ်လို့အင်တာဗျူးတစ်ခုမှဖြေဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့2020ခုနှစ်ကတရုတ်ဆောင် melody နဲ့